ကျေးဇူးမမေ့တတ်တဲ့ချစ်စရာပိတ်ဝင်းငှက်လေးချင်းချင်း2000ခုနှစ်တုန်းကဘရာဇီးနိုင်ငံကငါးဖမ်းသမားတယောက်ဟာပင်လယ်တွေကနေပင်ကွင်းငှက်တကောင်ဒုက္ခရှောင်နေတာကိုကယ်တင်ပေးခဲ့ပါတယ်။ပင်ကွင်းငှက်လေးဟာစီကြောင့်အနာရောဂါဖြစ်နေတာကိုငါးဖမ်းသမားကကုသပေးခဲ့ပါတယ်။ပြီးတော့ဒီပင်ကွင်းငှက်လေးကိုအားရှိစေဖို့ငါးတွေကျွေးပြီးတော့ဂရုစိုက်ပြုစုပေးခဲ့ပြီးချင်းချင်းလို့နာမည်ပေးခဲ့ပါတယ်။ပင်ကွင်းငှက်လေးချင်းချင်းနေကောင်းပြီးတော့လာတော့ကြမှာတော့ငါးဖမ်းသမားကပင်ကွင်းငှက်လေးဟာပင်လယ်ထဲမှာပဲနေတဲ့နေဆိုပြီးချင်းချင်းကိုပင်လယ်ထဲကိုပြန်လှုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့နောက်ရက်မှာတော့ချင်းချင်းတယောက်ငါးဖမ်းသမားစီပြန်လာခဲ့ပါတယ်။ငါးဖမ်းသမားလေးပျော်သွားပြီးတော့သူတို့နှစ်ယောက်ပို့ပြီးတော့ရင်းနှီးသွားခဲ့ကြပါတယ်။ဒီလိုနဲ့နောက်တရက်မှာချင်းချင်းတယောက်ပင်လယ်ထဲပြန်သွားခဲ့ပါတယ်။ငါးဖမ်းသမားလေးပြန်မလာဘူးလို့ထင်ခဲ့ပေမဲ့နောက်နေ့ဒီလိုရက်မှာတော့ချင်းချင်းတယောက်ပြန်လာခဲ့ပါတယ်။ချင်းချင်းတို့ရဲ့ပင်ကွင်းမျိုးနယ်တွေဟာအုပ်စုလိုက်မိုင်ပေါင်း9000လောက်တောင်မှအမေရိကကိုခရီးကိုနှိမ့်ချလိုက်ရှိပါတယ်။ချင်းချင်းနဲ့သူတို့ပင်ကွင်းမျိုးနယ်တွေရဲ့စီကန်းကိုလိုက်နာရပေမဲ့သူ့ရဲ့ကျေးဇူးရှင်ငါးဖမ်းသမားစီရောက်ဖို့နှစ်တိုင်းမိုင်ပေါင်း9000ကျော်ကိုဖြတ်ပြီးတော့ရှောင်းအောင်လာခဲ့ရှာတာဖြစ်ပါတယ်။ပင်ကွင်းငယ်ကလေးချင်းချင်းနဲ့ငါးဖမ်းသမားတို့ရဲ့အကြောင်းဟာကြားသူတိုင်းရဲ့ရှင်ကိုဟတ်ထိသွားစေခဲ့ပါတယ်။